ဟုတ်ကဲ့မင်္ဂလာပါမြန်မာဝိညာဉ်လောကတစေတရေဇလန်းလေးတွေတင်ဆက်ဖို့အချိန်ကြာရောက်လာပါပြီမိတ်ဆွေများခန်းစားနားဆင်ပေးကြပါခင်ဗျာဟုတ်ကဲ့မင်္ဂလာညချမ်းလေးပါခင်ဗျာအခုတင်ဆက်မဲ့ဇလန်းလေးကတော့ဇိုင်းစတာတီရေးထားတဲ့ဘောရီတာရာမော်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ဖို့အချိန်ကြာရောက်လာပါပြီမိတ်ဆွေများခန်းစားနားဆင်ပေးပါခင်ဗျာဒီတုန်းကရန်ကုန်ထောင်ကြီးရှိသေးတယ်ဗျအဲ့ဒီမှာထောင်မှုကြီးကတာတီတို့ရွာသားဗျဦးအောင်စိန်နဲ့ထောင်မှုကြီးအောင်စိန်ဆိုရင်လူတိုင်းသိကြတာပေါ့ဗျာထောင်မှုကြီးအောင်စိန်ဆိုတာကိုရွာကကထိန်မှာလာသွားတာတော့ကျုပ်တစ်ခါမြင်ဘူးလိုက်တယ်ကျုပ်ကိုလာခေါ်တာသူဗျကျုပ်เจ้าကိုရွာကလူတွေပြောတာရှိမှာပေါ့ဗျာသူတို့ထောင်ကြီးထဲမှာတရေတကောင်တော်တော်တောင်းညံ့နေတာတဲ့ဗျဒီတရေကဟိုတုံးတက်ကရှိတာတဲ့ဦးအောင်စိန်တိတာကတော့အင်္ဂလိပ်ခေတ်တွေကကြံခဲ့တဲ့တရေဆိုပဲအင်္ဂလိပ်ခေတ်ကလေးကကျူပေးတက်ခံရပြီးတရေဖြစ်နေတာတဲ့ဗျသူ့ကိုတတ်တဲ့တပေါင်းလာကွယ်နေ့ညတကောင်မှာအမဲသားသုံးပိတ်သားချက်နဲ့ကျွေးရတယ်ဆိုပဲဒါဆိုရင်ဒီတရေကဆောက်ရှောက်တဲ့ဗျာထောင်ဖောက်ပြည့်တဲ့သူဆိုရင်အိုရိုးဘော်ကကန်ချတယ်ဆိုပဲဗျသူကိုတစ်နေ့တစ်ခါမပြတ်မကွက်ကျွေးရတယ်တဲ့ဗျာအခုတော့တပေါင်းလာကွယ်မရောက်သေးပဲတရေကဒါတောင်းကြနေလို့တဲ့ဗျာအဆောင်တွေခေါင်မိုးတွေမှာတဝုံတိုင်းတိုင်းနဲ့ညတိုင်းပြေးလွှားပြီးအဆောင်တွေပေါ်မှာခုံချလို့ချနေညဆိုရင်ထောင်သားတွေလည်းကောင်းကောင်းမအိတ်ကြရဘူးတဲ့ဗျာအားလုံးလဲကြောက်နေကြပြီဆိုပဲလူဆိုတာကခတ်တော့ခတ်တာဗျထောင်ကြနေတဲ့လူစိုးလူမိုက်ကြီးတွေကလည်းတရေတော့ကြောက်သားလားဗျကျုပ်ရန်ကုန်ထောင်ကြီးကိုရောက်တဲ့ညမှာပဲမျက်ကွင်းစေးကွင်းပြီးစောင့်ကြည့်တယ်ဗျဦးအောင်စိန်ကိုယ်တိုင်လဲကျုံနဲ့အတူလိုက်လာတာဗျဝုံပြောင်းဟောညတခေါင်လောက်ရောက်တော့ဇလန်းကစရတာပဲဗျမြောက်ဘက်ကအိတ်ဆောင်ကြီးတစ်ခုကစပြီးပြေးတော့ဗျကျုပ်လဲအတန်ကြားတဲ့ဘက်ကိုပြေးတာပေါ့ဗျာဝုံစိန်လဲကျုပ်နဲ့လိုက်ပြေးတဲ့ဗျအတန်ကြားတဲ့အိတ်ဆောင်ကြီးခေါင်းမိုးကိုကျုပ်မော်ပြီးကြည့်လိုက်တယ်ဟာဟုတ်ပါဗျာတရေကြီးဗျဟောခုံပြီဗျနောက်ထပ်အိတ်ဆောင်ကြီးတစ်ခုကိုခုံကူးလိုက်ပြီဗျာဟာခုံလိုက်တာများ9လမ်း10လမ်းလောက်မြောက်တက်သွားတာဗျအိုးပြောင်းဟောခေါင်မိုးကြီးပေါ်မှာပြေးပြန်ပြီဟာနောက်တစ်ဆောင်ရခေါင်မိုးပေါ်ကိုခုံကူးသွားပြန်ပြီဗျာပြောင်းပြေးပြန်ပြီဟုတ်တာပါဗျာအိတ်ဆောင်တွေကလူတွေဘဲနဲ့လှုပ်ပြီးအိတ်နေမှာတော့ကျုပ်ကမျက်ခွန်းစေးကွင်းထားလို့သာမြင်ရတာပေါ့ဗျာဟာခုံပြန်ပြီဟာ9လမ်းလောက်ကိုမြင့်သွားတာဗျာဟောတောင်ရိုးပေါ်ကိုကျသွားတာဗျဟောထောင်အိုးရိုးပေါ်မှာမကြီးရှောက်သွားနေတာဗျာဒီတော့မှကျုပ်လေတေးသေးချာကြင့်မိတာဗျအရက်က9ပေလောက်ရှိမယ်ဗျသပင်ကကျိုးကုန်းလောက်ထိအုပ်နေတာဗျမျက်နှာကြီးကိုပါသပင်တွေကအုပ်နေတာဗျခါမှာတော့အဆိုးဖြူကြီးစီးကြတယ်ဟောထောင်ဘူးကကြီးတဲ့မှာငုတ်တူကြီးထိုင်နေပြီကျုပ်ကကျုပ်မြင်တာကိုပြောပြလိုက်တယ်မောင်တာတီဒါဆိုရင်ဘယ်လိုလုပ်မလို့ကွာကျုပ်လည်းမသိဘူးဗျဦးအောင်စင်ရင်ဒီကိစ္စကိုမနှက်ဖြန်ညရောက်မှကျုပ်မဖဲဝါကိုမေးပေးမယ်ဟေးဟုတ်လားမဖဲဝါကိုမင်းမေးလို့ရလားကွာမောင်တာတီရပါတယ်ဗျဒါပေမဲ့ကျုပ်လိုအပ်တာလေးတွေဦးအောင်စင်စီစဉ်ပေးမှရမယ်ဟာလုပ်ပေးရမှာပေါ့ကွာမောင်တာတီကဲပြောမောင်တာတီဘာတွေလိုအပ်တော့အမဲသားနှစ်ပိတ်သားဟင်းတိုးချက်ပေးပါထမင်းတိုးချက်ရမယ်ငါပြောပတ်နဲ့ထမင်းတောင်းလေးပြင်ပေးပါဗျာဟာရစေရမယ်ကွာမင်းဘယ်တော့လောက်လိုချင်တော့မနှက်ဖြန်ညနေ6နာရီရရင်ပြီးရောဗျာဟာရတာပေါ့ကွာမောင်တာတီဒါရန်ကုန်မြို့ကြီးပဲကွာအချိန်မီဝယ်လို့ရပါတယ်ကဲနောက်ထပ်ကောဘာတွေလိုသေးတော့နောက်ဝင်တဲ့တယောက်ခေါ်ပေးဗျာဟေးနောက်ဝင်တယ်ဟုတ်လားနတ်ကတော့ပေါ့ဟုတ်တယ်ဗျင
ဖွဲဝဝင်မှာလို့လေပြောဗျာဒါကိုကူညီကြမ်းမှာမယ်စီးပွားတက်မယ်လို့လေပြောဗျာအော်ဒီလိုလားရတယ်ဒီအတွက်တော့နည်းနည်းမှကိုမပူနဲ့မောင်တာတိဟောဒီထောင်ကြီးထဲမှာထောင်မှုကတော်တွေကအလကားနေနတ်ပဲမေးနေတာကွာသူတို့ကိုခေါ်ခိုင်းရင်နတ်ဝင်တယ်တယောက်မကဘူး20 30လောက်တောင်ရအောင်မှာဟာတယောက်ဆိုရပါပြီဗျာရန်ကုန်မြို့ကြီးဆိုတော့လဲလိုတာအကုန်ရတာပေါ့ဗျာကျုပ်တို့တော့လို့မရှားဘူးပေါ့ဗျာနောက်နေ့ညနေ9 နာရီထိုးတာနဲ့ကျုပ်လိုချင်တာတွေအားလုံးရနေပြီဗျာနတ်ကတော့ဒေါ်စိန်နဲ့ကျုပ်တို့အညာသူနတ်ကတော့ဒီလိုမဟုတ်ဘူးဗျအသားဖြူပိန်ပပပဲည9 နာရီလောက်မှရန်ကုန်မှာကလူချိတ်တိတ်တာကိုဗျကျုပ်ကိုဥအောင်စိန်ကခြေကားလေးတစ်စီးနဲ့လိုက်ပို့တယ်တင်းញိုင်ကုန်းကြီးဗျအကျေကြီးပါပဲဗျမြို့ကြီးကလည်းကြီးတော့တင်းញိုင်ကုန်းကြီးကလည်းကြီးတာပေါ့ဗျဘယ်တင်းញိုင်မလို့မသိဘူးဗျဥအောင်စိန်ခေါ်လာတာပဲကားပေါ်မှာကကားမောင်းနဲ့ရဲသားရင်ဥအောင်စိန်ရင်နောက်ဝင်တဲ့ဒေါ်စိန်ရင်ကျုပ်ရဲဗျကားမောင်းနဲ့ရဲသားကထမင်းတောင်ထမ်းလာတယ်ကျုပ်ကခက်ကြီးပြက်ကြကူတလုံးကိုလိုက်ရှာတာပေါ့ဗျာဟောတွေ့ပြီပြုဘုရားတကာကြီးဥကောက်ဆိုပဲဂူရှိမှကမြေနေရအလှလေးရှိတယ်မြက်ခင်းလေးပေါက်လို့ဗျကျုပ်ကထုံးစံအတိုင်းဂူပေါ်မှာထမှုပွဲပြင်ပြီးဖျောင်းနိုင်ထုံးတယ်ပြီးတော့ဂူရှိကမြက်ခင်းလေးပေါ်မှာဒေါ်စိန်ကစပင်ဖြန့်ပြီးကျုံလေးထိုင်တယ်ကျုပ်မဖဲပါကိုပင့်တယ်တခါမကြွသေးဘူးဗျခဏဆောင်ပြီးနောက်တစ်ခါမကြွသေးဘူးဗျခဏဆောင်ပြီးနောက်တစ်ခါဟူအီဟောမဖဲဝါရဲ့ခိုးကြီးအတန်းတော့ကြားရပြီဗျကျုပ်လဲတင်းញံကုန်ကြီးတစ်ခွင်ကိုကြည့်လိုက်တယ်ဟောလာပြီဗျလေထဲကနေလွင့်ပြီးလာတာဗျဖြူအရှိကြီးပဲမြင်ရတယ်ကျုပ်ကမျက်ကွင်းစေးကွင်းမထားဘူးလေဗျဟောဒေါ်စိန်ကိုတွားကတ်သွားပြီဗျဟီဒေါ်စိန်လက်ကြီးတွေကွေးကောက်ပြီးစပင်ဖားရခြင်းနဲ့ထလာတယ်ဥအောင်စိန်နဲ့ကားမောင်းနဲ့ရဲသားကခလန်းလန်းကကိုတလုံးနာမှာရက်လို့ဗျဟောကိုကြီးဘောကိုခုံတက်သွားပြီဗျမဖက်ပါဒူးကြီးထောင်ပြီးစားပြီဗျကျုပ်ကတော့မြင်နေကြမြင်ခွင့်မှုမဆမ်းပေမဲ့ဥအောင်စိန်တို့ကတော့အထူးဆန်းဖြစ်ပြီးအာဝနေကြတာပေါ့ဗျဟီမဖက်ပါကအမဲသားပူကြိုက်တာဗျဒါစားတာပေါ့ဗျတော်တော်လေးစားတော့ပြီးတော့မှကျုပ်ကိုမော့ကြည့်တယ်မဖဲဝါဝင်ကျုပ်အမြဲတတိထားမိတာကဘယ်တော့မှမျက်တောင်မခတ်ဘူးဗျမျက်လုံးကြီးတွေပြူးထွက်နေတာဗျအခုလဲနတ်ကတော့တော်စင်ကမျက်လုံးကြီးတွေပြူးလို့ဗျဟဲ့ဒါတေဘာအကြောင်းရှိလို့တော့မဖဲဝါကကျုပ်ကိုမေးပြီဗျကျုပ်လဲချက်ချင်းပြောရတာပေါ့ဗျဒီလိုမဖဲဝါရန်ကုန်ထောင်ကြီးထဲမှာတေးကြီးတကောင်တအားတောင်းညံ့နေလို့ပါထောင်ကြတဲ့သူတွေရောထောင်တောင်ရှိတဲ့သူတွေရောညဆိုရင်မအေးရဘူးဗျဒါဘလို့ဖြစ်တာလဲဆိုတော့သိကျင်လို့ပါအဲ့ဒါပေါ်ရီတာမော်အောင်သွားတဲ့တိမ်ညွန့်ဆိုတဲ့ခေါင်းဟဲ့အင်္ဂလိပ်ခေတ်ကအင်္ဂလိပ်ကိုတော်လှန်မယ်ဆိုပြီးပေါ်ရီတာမော်တွင်းတာအောင်သွားတယ်ဒါပေမဲ့မကြံစီတဲ့နာကြံစီမိလို့အဖမ်းခံရပြီးကျိုးပေးတတ်ခံရတာမဖဲပါပြောတဲ့အင်္ဂလိပ်ခေတ်ကကိုတိမ်ညွန့်ဆိုတဲ့ပေါ်ရီတာမော်သွင်းပုံခမရတို့နားထောင်လို့ကောင်းကျုပ်ကပဲပြန်ပြောလိုက်ပြီဗျဒီရန်ကုန်မှာဖဲတယ်ဗျဒါမွေတင်းကြိုက်ပါတယ်ဗျရောနယ်ကဆင်းလာတဲ့ဆရာကြီးဦးကုန်းပေါင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကကိုတင်ညွန့်ဆိုတဲ့လူငယ်တယောက်ကိုပေါ်ရီတာမော်သွင်းပေးခဲ့တာတဲ့ဗျဒါမွေတင်းကြိုက်ကုန်းကြီးရဲ့အလဲတက်မှာလူတရမြုပ်ယုံမြေကျင်းတူးရတယ်ကိုတင်ညွန့်ကအင်းကြီးကိုတုံးလုံးချွတ်ကတောင်းမြောင်ကြိုက်ပြီးမြေကြီးထဲမှာဆင်းပြီးမတ်တရက်နေရတာတဲ့ဗျပြီးတော့မြေချင်းကိုမြေပြန်ဖို့ရတယ်ကိုတင်ညွန့်ကမြေကြီးပေါ်မှာခေါင်းလေးပဲပေါ်နေတာတဲ့ဗျဒါတွေအားလုံးကိုကိုညီလုပ်ပေးဖို့ကိုတင်ညွန့်ရဲ့တငယ်ချင်းကိုဆံမြတ်ဆိုတဲ့လူတယောက်လိုက်လာပြီးလုပ်ပေးတာဆိုပဲဆရာကြီးကကိုတင်ညွန့်ရဲ့ပါဇက်ကိုဟာခိုင်းပြီးလူသေးကောင်ရဲ့လက်ဖြံယူအပိုင်းလေးနဲ့ထောက်ထားတာတဲ့ဗျဒီတော့ကိုတင်ညွန့်ကပါဇက်ပိတ်လို့မရတော့ဘူးပေါ့ဗျာဆရာကြီးကရေလုံးအိုးခွဲထဲမှာထည့်ထားတဲ့အစိမ့်တွေမသားရဲ့လက်ဆက်အသားကိုလှီးထားတဲ့အသားတစ်ကလေးခုနတစ်ကိုအစင်သင့်ကင်ပြီးဂါထာဆုပ်ရတာတဲ့ဗျာကိုဆံမြတ်ကမြေကျင်းနောက်မှာထိုင်ပြီးကိုတင်ညွန့်ရဲ့ခေါင်းကိုကင်ပြီး
ထိန်းထားရတယ်တဲ့ဗျဆရာကြီးကဂါထာဆုံးအောင်စုပ်ပြီးတိုင်းလူအသားတစ်ကလေးတစ်တစ်ကိုတိန်ညွန့်ရဲ့ဟနေတဲ့ပါဇက်ထဲကိုထိုးထည့်ပေးရတာတဲ့ဗျကိုတိန်ညွန့်ကလည်းအဲ့ဒီအသားတစ်ကိုကြိတ်မိပြီးမျိုးချရတယ်တဲ့ဗျအဲ့ဒီလိုအသားတစ်ခုမျိုးချလိုက်တိုင်းဒါမွေတင်ချိုင်းကုန်းကြီးထဲမှာကြီးတွေဝုန်းနဲ့ထပြူတာတဲ့ဗျတင်ချိုင်းတွေကခိုးတွေလည်းတပြိုင်နက်တည်းဥရတာပဲဆိုပဲတင်ချိုင်းကူတွေကြားကတရက်တစီတွေပြေးတာလာတာနေလဲကြားရတယ်တဲ့ဆရာကြီးကဂါထာဆုပ်လိုက်အသားတစ်ခုကျွေးလိုက်နဲ့ကိုတိန်ညွန့်ကကြိတ်မိပြီးမျိုးချလိုက်နဲ့အသားတွေကုံငါနီးလာတဲ့အခါအချိန်တွေကပိုဆိုးလာရောတဲ့ဗျကူတွေကြားတဲ့ကနေပြီးတရဲတွေထလာလိုက်တာမရေတွက်နိုင်အောင်ပဲတဲ့ဗျကိုတိန်ညွန့်ရောကိုဆံမြရောနေကြရတယ်တဲ့ဗျဟီအင်းလူနီးတန်လိုအတန်ကြီးတွေနဲ့သူတို့စီကိုရွှေ့လာကြတာတဲ့ဗျမောင်တိန်ညွန့်မကြောက်နဲ့မင်းအောင်တော့မှမို့လို့ဝိုင်းဖြက်စီကြတာမကြောက်နဲ့မောင်ဆံမြဆရာကြီးပေးထားတဲ့ချေမန်းကွင်းနဲ့အစင်သင်းလောက်ထားမင်းတငယ်ချင်းကိုချေမန်းကွင်းရအောင်တွတ်နော်လွတ်ထွက်သွားလို့ကတော့မင်းတငယ်ချင်းတွတ်ခါအောင်ယူသွားလိမ့်မယ်ဟဲ့စိတ်ချပါဆရာကြီးကိုဆံမြကလည်းသူ့ကိုပေးထားတဲ့ချေမန်းကွင်းတွေကိုအစင်သင်းပြင်ထားပေးတဲ့ဗျဆရာတရေကြီးတွေကလည်းမဲနဲ့သူတို့ဘက်ကိုတဖြည်းဖြည်းနီးလာပြီတဲ့ဗျာရှာကြီးတွေကလည်းတွဲလောင်းကြီးတွေကြလို့ဆိုပဲမျိုးလုံးကြီးတွေကလည်းหนีရဲပြီးကျွတ်ထွက်မလို့ဖြစ်နေတာတဲ့ဗျကဲမုံတိန်ညွန့်ရင်ဒါနောက်ဆုံးအသားတဲ့ပဲသတိခိုင်ထားပြီးတော့လို့ပြောပြီးဆရာကြီးဦးကုန်းဘောကဘောရီတာရာမှော်ကြီးရဲ့နောက်ဆုံးကာတာကိုပြတတ်တာရွတ်တော့တာတဲ့ဗျဒီမှာတင်တရေတွေဟာအတန်နာကြီးတွေနဲ့အော်ပြီးသူတို့စီကိုတချိန်လုံးပြေးလာကြတာတဲ့ဗျာဒါပေမဲ့သူတို့တွေကနည်းနည်းမှကိုအကြောက်လားမရှိတော့အနားရောက်တာနဲ့အကုန်လုံးပျောက်ကုန်ကြရောက်တယ်ဗျနောက်ဆုံးအသားတွေကိုဆရာကြီးကပါစက်တဲ့ထဲ့ပေးတယ်ကိုတိန်ညွန့်ကလည်းမျိုးချတယ်ဟိုးတင်ညာကိုမြေကြီးဟာတိတ်ကနေပြည့်အောင်လှုပ်သွားတာတဲ့ဗျပြီးတော့တော်လဲတဲ့အတန်ကြီးတွေလည်းတုံဟုံးမြည်သွားတာတဲ့ခဏကြာတော့ကိုတိန်ညွန့်ကိုမြုပ်ထားတဲ့မြေချင်းကမြေကြီးတွေဟာပွားထားလာပြီးဘေးကိုရှေ့သွားတယ်ကိုတိန်ညွန့်ကတဖြည်းဖြည်းမြေချင်းတွေကပေါ်လာတယ်ခါလောက်အထိလဲပေါ်လာရောပါဇက်ကြီးကပိုကျဲလာပြီးထောက်ထားတဲ့လူရွေးကပြုတ်ထွက်သွားတယ်မောင်ဆန်းမြအစင်သစ်ဖြစ်ပြီလားလို့ဆရာကြီးဦးကုန်းမောင်ကအော်လိုက်တဲ့အချိန်မှာပဲကိုတိန်ညွန့်ကမြေကြီးထဲကနေအပေါ်ကို9 လမ်း10 လမ်းလောက်မြောက်တက်ပြီးမြေကြီးပေါ်ကိုပုတ်ခနဲ့ပြန်ကျလာတယ်ဘောရီတာရတဲ့ဟေးလို့ကြွေးကြော်ပြီးနောက်တစ်ခါထခုံပြန်တဲ့ဗျဒီတစ်ခါမြေကြီးအပေါ်ပြန်ကျမှကိုဆံမြကအတင်းတက်ပြီးခြေမန်းကိုခတ်မြင်လေးစုပ်ပေးလိုက်တယ်ဗျဒီတော့မှကိုတိန်ညွန့်ငြိမ်သွားရောက်တယ်ဗျအောင်ပြီဆရာကြီးဦးကုန်းမောင်ရဲ့အတန်ကြီးကတာမွေတင်းချိုင်းထဲမှာလွှမ်းသွားတယ်ဗျကဲငါတစ်ဖက်မောင်တိန်ညွန့်100 တယောက်1000 တယောက်1000 တယောက်ဆိုသလိုမင်းကတော့ထူးထူးခြားခြားပေါ်ရီတာရာမော်ကြီးအောင်သွားပြီကွဒုတ်ပြီးထားပြီးတနက်ပြီးခုံရင်9 လမ်းအကျော်ဟေ့မောင်တိန်ညွန့်ရဲ့ကဲငါတစ်ဖက်ကြီးဒီအစွမ်းနေတဲ့အမျိုးဘာသာတာသနာကိုစောင့်ရှောက်နိုင်တဲ့အပြင်အင်္ဂလိပ်တွေရဲ့ကျွံဘဝကနေဗမာနိုင်ငံကြီးကိုကယ်တင်နိုင်တဲ့ယောက်ျားကောင်းဖြစ်ပါစေဗျာဝုံအာအဲ့ဒီချိန်ကစပြီးလူစမ်းကောင်းကြီးကိုတိန်ညွန့်ဟာအင်္ဂလိပ်တွေကိုအမျိုးမျိုးအနှောက်ယှက်ပေးတော့တာပဲတဲ့ဗျာအင်္ဂလိပ်စစ်တပ်ထဲဝင်ပြီးအမျိုးမျိုးနှောက်ယှက်ပြီးအင်္ဂလိပ်ခေါ်တာပရိတ်တွေကတနက်နဲ့ဝမ်းပစ်တာကြည်ပြီးနေတော့မတည်ဘူးဆိုပဲဗျာကြည်စံမှန်တဲ့နေရာကနီကြီးစူထွက်လာပြီးမြင်ကြီးကသူ့အသားကိုမဖောက်နိုင်ဘူးတဲ့ဗျာနောက်တော့အင်္ဂလိပ်စစ်သားတွေကတော်တော်လန့်ဖြန့်လာကြတာတဲ့အတိတော့ဖြစ်တာတော့ပြောကိုတိန်ညွန့်ကနောက်ဆုံးအင်္ဂလိပ်ဘရင်ကကိုဝင်ဖမ်းပြီးပြန်ပေးဆွဲမလို့စဉ်းစားတယ်ဘရင်ကကိုဖမ်းထားပြီးဗမာပြည်ကနေအင်္ဂလိပ်တွေကိုထွက်ခိုင်းမယ်ပေါ့ဗျာအဲ့ဒီလိုအတွင်းနဲ့ဘရင်ကရဲ့အိမ်တော်ဝင်းကြီးတဲ့ကိုခုံဝင်သွားတယ်ဆိုပဲဘရင်ကရဲ့အိမ်တော်ဝင်းမှာကစစ်တပ်ကြီးရှိနေတော့သူ့ကိုတနက်နဲ့ဝိုင်းပြကြတာတဲ့ဗျတနက်ကြီးစံတွေကသူ့ကိုတက်မှန်တယ်ဒါပေမဲ့ကိုတိန်ညွန့်ကဘာမှမဖြစ်ဘူးဒါနဲ့ကိုတိန်ညွန့်ပြန်ခုံထွက်ရတဲ့ဗျအင်္ဂလိပ်တွေကလည်းဒီကောင်နောက်တစ်ချိန်ဝင်လာမှ
မိအောင်ဖတ်မယ်ဆိုပြီးအားလုံးအသင့်ပြင်ပြီးစောင့်နေကြတယ်တဲ့ကိုတိန်ညွန့်ကလည်း2ရက်လောက်ချားပြီးတာနဲ့ညဘက်မှာဘယင်ခံဝင်းကိုပြန်ဝင်လာပဲတယ်ဗျပခုံးမှာလည်းကျိုးခွေတစ်ခွေပါလာတဲ့ဘယင်ခံကိုကျိုးတုပ်ဖို့ပေါ့ဗျာဒါပေမဲ့အထင်အသင့်စောင့်နေတဲ့အင်္ဂလိပ်စစ်သားတွေကလူ20လောက်ဝိုင်းဖိထားပြီးမေဆေးနဲ့နှာခေါင်းကိုအုပ်ပြီးဖမ်းတော့မှတတိမိပြီးမိတော့တာပေါ့ကိုတိန်ညွန့်လူဆောင်ကောင်းမှကိုအင်္ဂလိပ်တွေကတီးထားတော့ကြိုးပြီးပြင်ဆင်ထားကြတာပေါ့ဗျာဒီမှာလည်းလက်နှစ်ဖက်ရောခြေနှစ်ဖက်ရောလေဘင်းမှာရောတန်ရိုးချီပြီးဖမ်းထားလိုက်တာကိုတိန်ညွန့်လည်းဘာမှမတက်နိုင်တော့ဘူးဗျို့ဘယင်ခံကိုလောက်ကြံမှုကြံစီတဲ့အမှုနဲ့ကျိုးပိတ်တတ်ဖို့စီစဉ်ချက်ချပြီးတပေါင်းလာကွယ်နေမှာတပ်ပစ်လိုက်တယ်တဲ့ကျိုးစင်မော်တင်တဲ့အထိတန်ရိုးတွေကိုမဖြတ်ရဲလို့တန်ရိုးတန်းလန်းကြီးနေကိုကျိုးပိတ်ရတာဆိုပဲအဲ့ဒီအချိန်ကတော့ထောင်ပိုင်ကြီးကအင်္ဂလိပ်ဆိုပေမဲ့လောကီပညာတော်တော်တက်တယ်ဆိုပဲဗျာကိုတိန်ညွန့်ကိုကျိုးပိတ်တတ်တဲ့ကျိုးကိုထောင်ပိုင်ကြီးကယူပြီးကိုတိန်ညွန့်ကိုသူ့အမိန့်နဲ့ထောင်အိုရိုးပေါ်မှာစောင့်မှုအစီအစဉ်လှုပ်လိုက်တာတဲ့ဗျာဒါကြောင့်ရန်ကုန်ထောင်ကြီးရဲ့အိုရိုးပေါ်မှာပေါ်ရီတာမောက်အောင်ထားတဲ့ဗမာပြည်ကိုကျွန်းဘွားကနေအလွန်ကဲတင်ခြင်းနဲ့တရေကိုတိန်ညွန့်ကြီးအမြဲစောင့်နေရတာတဲ့ဗျာသူကိုတတ်တဲ့တပေါင်းလာကွယ်နေ့ညတိုင်းအမဲသားနဲ့ကျွေးတယ်ဆိုပဲထောင်မှန်တယောက်ပြောင်းတိုင်းပြောခဲ့တော့ဆက်ကျွေးပြီးသူ့ကိုဆက်ခိုင်းရတာတဲ့ဗျာဒါတွေကိုမဖဲဝါတီးသေးချာချာပြောပြတာဗျာကျုပ်ရောရဲသားရောဥအောင်စင်ရောအံ့ဩနေရတာပေါ့ဗျာဒါဆိုရင်ဘာဖြစ်လို့အခုတောင်းကြနေတာတော့မဖဲပါဟဲ့ဒါဒီရန်ကုန်ထောင်ကမကြခင်ပိတ်ပြစ်တော့မှဒါကိုတိန်ညွန့်ကတိတယ်သူဒီဘွားကြီးအတိုင်းကြံခဲ့မှာကိုစိုးရင်ပြီးအခုလိုလုံနေတာထောင်ရဲ့အရှိဘက်ကအိုယိုအတွင်းဘက်မှာညောင်ပင်ရှိတယ်အဲ့ဒီညောင်ပင်ရဲ့ပင်စီကနေမြောက်ဘက်ကိုခြေလန်း9လမ်းလောက်လှမ်းပြီးတူးလိုက်ရင်သူ့ကိုတတ်တဲ့ကျိုးမြုပ်ထားတာတွေ့လိမ့်မယ်တန်ပိုင်လုံးနဲ့ထည့်ပြီးမြုပ်ထားတာအဲ့ဒါကိုဖော်တိန်ညွန့်ကိုခေါ်ပြီးအလူဒါနလုပ်ပြီးတရားနာခိုင်းလိုက်အဲ့ဒီကျိုးကိုလည်းထောင်ပိုင်ကိုယ်တိုင်မိရှို့ဖျက်ဆီးလိုက်တိန်ညွန့်ကိုလည်းထောင်ပိုင်ကအမိန့်ပြန်ပြီးလွတ်ရကျွတ်ရသွားခိုင်းလိုက်တိန်ညွန့်လည်းကျိုးချင်းရောက်ပါပြီနင်တို့လှုပ်ပေးလိုက်ကြဒါတေဟာစိတ်ချပါမဖဲပါကျုပ်တို့ကိုတိန်ညွန့်ကြီးကိုကြောလွတ်အောင်လှုပ်ပေးလိုက်ပါမယ်ဗျမဖဲပါထသွားလို့တတိလစ်နေတဲ့ဒေါ်စိန်ကိုမနှဲနှာနှက်ယူရတယ်ဗျမဖဲပါဝင်ထားတဲ့အချိန်နည်းနည်းကြာသွားတာကိုဗျကျုပ်တို့ရန်ကုန်ထောင်ကြီးတဲ့ကိုပြန်ရောက်တော့ဦးအောင်စိန်ကထောင်ပိုင်ကြီးနဲ့တွေ့တယ်အကျိုးကြောင့်နေပြောပြရပြီးနောက်နေ့အကြာမှာဖုန်းကြီးတွေပင့်တယ်ထောင်ထဲကလူအကုန်မိုးဟင်းကကျွေးပြီးကိုတိန်ညွန့်အတွက်ဒါနလုပ်ပေးတယ်ပြီးတော့မဖဲကပြောတဲ့အတိုင်းကျိုးကိုရှာရတယ်တွေ့တာပေါ့ဗျာတန်ကြီးတွေတက်နေတဲ့တန်ပိုင်လုံးကြီးတွေကကိုတိန်ညွန့်ကိုတတ်ခဲ့တဲ့ကျိုးကိုထုတ်ယူပြီးထောင်ပိုင်ကြီးကိုယ်တိုင်မိရှုဖျက်ဆီးတယ်ဘော်ရီတာမှောင်ထားတဲ့သူရဲကောင်းကြီးဦးတိန်ညွန့်တင်သွားလို့ရကိုသွားနိုင်ပြီတင်းအတွက်ရည်စူးပြီးပြုလုပ်တဲ့မြကုသိုလ်ကောင်းမှုအဖို့ပါကားကိုကျုပ်ထောင်ပိုင်ကြီးကတင်းအားအမြပေးဝေပါတယ်ဦးတိန်ညွန့်တာထုခေါ်ပါဗျအမြဦးတိန်ညွန့်ရဲ့ကောင်းရပုံဘဝကိုရောက်ပါစေဗျအဲ့ဒီညကလေးကထောင်ကြီးတစ်ခုလုံးငြိမ်သွားတာပါပဲဗျကျုပ်လဲညဘက်မှာမျက်ကွင်းစေးကွင်းပြီးထောင်ကြီးရဲ့အုပ်ရိုးပေါ်ကိုလိုက်ကြည့်တာဘာမှမတွေ့တော့ဘူးဗျကိစ္စအလုံးပြီးတော့ဦးအောင်စိန်ကိုယ်တိုင်ကျုပ်ကိုရွာအရောက်ပြန်ပို့ပေးတယ်ထောင်ပိုင်ကြီးကလည်းကျုပ်ကိုလက်ဆောင်နဲ့ပေးလိုက်တာမှမနှဲပါဘူးဗျထူးဆန်းတာတခုပြောရအောင်မယ်ရန်ကုန်ထောင်ကြီးပိတ်တော့မဲ့ကိစ္စကိုမဖဲပါပြမထောင်ပိုင်ကြီးရောထောင်မှုတွေရောတိတာတဲ့ဗျသူတို့လုံးဝမတိဘူးဆိုပဲနောက်တော့ရန်ကုန်ထောင်ကြီးတကယ်ပိတ်သွားတာပဲဗျာဟုတ်ကဲ့ပြီးပါပြီခင်ဗျာနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ